သားသမီးလှုပ်ရှားကိုမိဘကမိစားနေရပြီဆိုရင်အဲ့ဒီမိဘဩဇာမရှိတော့သားသမီးကကြီးစိုးလာသူတို့ပေးခြင်းမပေးမယ်သူစကားနားထောင်ရမယ်သူထားတဲ့နေရာနေရမယ်သူခိုင်းတာလုပ်ရမယ်ဆိုတဲ့အနေအထားမျိုးတွေမိဘတွေဟာတနာစရာအခြေအနေမျိုးရောက်နေကြတာဟာလောကမှာရှိနေတယ်။လေစဉ်တောင်ကြီးကကျွေးမွေးဆောင်းရှောက်လာတဲ့ကျေးဇူးတွေကိုမထောင်မထားပဲနဲ့ကိုကလုံနိုင်ကိုင်းနိုင်ရွယ်ရောက်လာတဲ့အခါမိအိုဖအိုတွေကိုစူလိုက်ကောင်းလိုက်တဲ့ဆိုတဲ့အနေအထားမျိုးတွေဟာအတော်ရင်နာစရာကောင်းတဲ့အနေအထားရောက်ခမအမေအိုအဖေအိုတွေဟာအားကိုးရမရှိဘူးကိုယ်ကိုလည်းမစွမ်းဆောင်နိုင်တော့ဘူးသားလေးသမီးလေးတွေချော့မော့မြေးကလေးတွေချော့လို့အဲ့ဒါလို့ချော့မော့ပြီးတော့သူတို့စိတ်ကြည်နှံ့အောင်လုပ်ပြီးတော့မိကိုပြီးတော့ကျွေးတာလေးနဲ့ကျဉ်တ်ပြီးတော့နေရတဲ့အမေအိုအဖေအိုတွေလောကကြီးမှာရှိနေပြီ